မင်္ဂလာပါဒီနေ့မှာတော့ကဘာကျော်စာရေးဆရာလည်းဖြစ်ခေါင်းဆောင်မှုပိုင်းဆိုင်ရာမှာကျွမ်းကျင်သူတူဖြစ်တဲ့စာရေးဆရာရူဘင်ရှာမာရဲ့ဘဝကိုပြောင်းလဲပေးခဲ့တဲ့ The 5am Club ဆိုတဲ့စာအုပ်လေးကိုအသေးစိတ်ဆင်းနှင်းတင်ပြပေးသွားမှာပဲဖြစ်ပါတယ်ဒါဆိုရင်စလိုက်ကြရအောင်မနေ့ခင်းတိုင်းနိုးထရတာပင်ပန်းနေလားတနေ့တာကိုစတင်ဖို့ခွန်အားတွေလိုအပ်နေလားကိုယ့်ရဲ့အိမ်မက်တွေကိုအကောင်အထည်ဖော်ဖို့အချိန်တွေမလုံလောက်ဘူးလို့ခံစားနေရလားဒီမေးခွန်းတွေဟာမိတ်ဆွေတို့ရဲ့စိတ်ထဲမှာတစ်ချိန်မဟုတ်တစ်ချိန်ပေါ်လာဘူးတဲ့မေးခွန်းတွေပဲဖြစ်ပါလိမ့်မယ်ဒီနေ့မိတ်ဆွေတို့ဆွေးနွေးမဲ့ The 5am Club စာအုပ်ကတော့ဒီမေးခွန်းတွေအတွက်အဖြေတွေကိုပေးစမ်းနိုင်တဲ့အပြင်မိတ်ဆွေတို့ရဲ့မနစ်ခင်းကိုအပြောင်းလဲကြီးတစ်ခုပြုလုပ်ခြင်းအပြင်ဘဝတစ်ခုလုံးကိုပါပြောင်းလဲပြစ်နိုင်စွမ်းရှိပါတယ်ဒီဗီဒီယိုရဲ့အဆုံးမှာတော့ဒီစာအုပ်ကနေမိတ်ဆွေတို့တင်ယူရရှိနိုင်မဲ့အဓိကသင်ခန်းစာတွေလက်တွေ့ကြကြအသုံးချနိုင်မဲ့နည်းလမ်းတွေကိုနားလည်သဘောပေါက်ပြီးမိတ်ဆွေရဲ့မနစ်ခင်းကိုပုံမအကျိုးရှိအောင်ဘလို့စတင်လှုပ်ရှားရမလဲဆိုတာတွေကိုပါသိရှိသွားမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုဖို့တိုက်တွန်းချင်ပါတယ်။စာရေးသူရဲ့ The 5am Club စာအုပ်ရဲ့အဓိကအယူအဆကတော့မနေ့9နာရီမှာနိုးထပြီးတော့ကိုယ့်အတွက်အကျိုးရှိမဲ့အရာတွေကိုလှုပ်ဆောင်ခြင်းအပြင်တစ်နေ့တာလုံးကိုအောင်မြင်စွာစတင်နိုင်တယ်ဆိုတာပါပဲဒီ club ဟာရိုးရိုးရှင်းရှင်းမနဲ့စောစောထတာထက်ပိုပါတယ်ဒါဟာကိုယ့်ရဲ့ဘဝကိုပုံမကောင်းမွန်အောင်ဖန်တီးဖို့အတွက်ရည်ရည်တဲ့အတွေးအခေါ်တစ်ခုဖြစ်ပါတယ်စာရေးသူကမနက်ခင်းအစောပိုင်းအချိန်တွေဟာကိုယ်စိတ်အနှောက်အယှက်ကင်းပြီးတိတ်စိတ်ငြိမ်သက်တဲ့အချိန်တွေဖြစ်တာကြောင့်ကိုယ့်ရဲ့အရေးကြီးဆုံးပန်းတိုင်တွေအတွက်အာယုံဆိုင်လှုပ်ဆောင်ဖို့အကောင်းဆုံးအချိန်ဖြစ်တယ်လို့ဆိုပါတယ်ဒီအချိန်တွေမှာမိတ်ဆွေရဲ့အုံနောက်ဟာအကောင်းဆုံးအခြေအနေမှာရှိနေပြီးဖန်တီးနိုင်စွမ်းနဲ့အာယုံစူးစိုက်နိုင်စွမ်းတွေမြင့်မားနေပါတယ် 5am Club ရဲ့အဓိကရည်ရွယ်ချက်ကတော့မိတ်ဆွေရဲ့မနစ်ခင်းကိုအကျိုးရှိစွာအသုံးချပြီးကိုယ့်ရဲ့စိတ်နှလုံးခန္ဓာကိုယ်နဲ့ဝိညာဉ်ကိုပြုစုပြောင်းထောင်ဖို့ပါပဲဒီလိုလှုပ်ခြင်းအပြင်မိတ်ဆွေဟာတစ်နေ့တာလုံးအတွက်ခွန်အားတွေပြည့်ဝနေမှာဖြစ်ပြီးကိုယ့်ရဲ့ပန်းနိုင်တွေကိုပုံမလွယ်ကူစွာအရောက်လန်းနိုင်မှာပဲဖြစ်ပါတယ်အောင်မြင်သူတို့ဤမနစ်ခင်းအလေးအကျင့်စာရေးသူကကပအောင်မြင်ဆုံးပုဂ္ဂိုလ်တွေဟာမနစ်ခင်းအလေးအကျင့်ကောင်းတွေရှိကြတယ်လို့ဖော်ပြထားပါတယ်။သူတို့ဟာမနစ်စောစောထပြီးကိုယ့်ရဲ့တစ်နေ့တာကိုစနစ်တကျစတင်ကြပါတယ်။မနစ်စောစောနိုးထခြင်းရဲ့အကျိုးကျေးဇူးတွေကတော့စိတ်အနှောက်အယှက်ကင်းခြင်းမနစ်ခင်းအစောပိုင်းအချိန်တွေဟာဖုန်းတန်တွေအီးမေးလ်တွေလူမှုကွန်ရက်တွေရဲ့အနှောက်အယှက်တွေကင်းတာကြောင့်အာယုံဆိုင်လှုပ်ဆောင်ဖို့အကောင်းဆုံးအချိန်ပဲဖြစ်ပါတယ်။အုံနောက်စွမ်းရည်မြင့်မားခြင်းမနစ်ခင်းမှာမိတ်ဆွေရဲ့အုံနောက်ဟာ alpha waves အခြေအနေမှာရှိနေတာကြောင့်မလို့ဖန်တီးနိုင်စွမ်းနဲ့ပြဿနာဖြေရှင်းနိုင်စွမ်းဟာလည်းမြင့်မားနေပါတယ်။တစ်နေ့တာကိုစီမံခန့်ခွဲနိုင်ခြင်းမနစ်ခင်းကိုကိုယ်တိုင်စီမံခန့်ခွဲနိုင်ခြင်းအပြင်တစ်နေ့တာလုံးကိုပါထိန်းချုပ်နိုင်တယ်ဆိုတဲ့ခံစားချက်ကိုရရှိစေပါတယ်။ခွန်အားပြည့်ဝခြင်းမနစ်ခင်းအလက်အကျင့်ကောင်းတွေကမိတ်ဆွေကိုတစ်နေ့တာလုံးအတွက်ခွန်အားတွေပြည့်ဝနေစေမှာပဲဖြစ်ပါတယ်။ဒီအကျိုးကျေးဇူးတွေကိုရရှိဖို့အတွက်မိတ်ဆွေဟာမနက်9နာရီမှနိုးထပြီးတော့ကိုယ့်အတွက်အကျိုးရှိမဲ့အရာတွေကိုလှုပ်ဆောင်ဖို့လိုအပ်ပါတယ်။ The 5am Club ရဲ့အဓိကအကြဆုံးနီးလန့်နေတဲ့ကတစ်ခုကတော့20-20-20 formula ပဲဖြစ်ပါတယ်။ဒါဟာမနေ့9နာရီကနေ6နာရီအထိတနာရီတာကိုအပိုင်း3ပိုင်းခွဲပြီးတော့တစ်ပိုင်းကိုမိနစ်20စီအကျိုးရှိစွာအသုံးချဖို့နီးလန့်ပဲဖြစ်ပါတယ်။ပထမမိနစ်20မှာလှုပ်ရှားပါဒီအချိန်မှာမိတ်ဆွေဟာကိုလက်လှုပ်ရှားလက်ကျင့်ခန်း exercise လုပ်ရပါမယ်။ချွတ်တဲ့အောင်လက်ကျင့်ခန်းလှုပ်ဆောင်ခြင်းအပြင်စိတ်ပီစီမှုဟော်မုန်းကိုလျှော့ချပေးပြီးတော့ BDNF အုံနောက်ကိုပြုပြင်ပေးတဲ့အာယုံကြောဆိုင်ရာအချက်ကိုထုတ်လွှတ်ပေးပါတယ်။ဒါကမိတ်ဆွေရဲ့အုံနောက်ကိုပုံမထက်မြက်စေပြီးစိတ်ခံစားချက်ကိုလည်းကောင်းမွန်စေပါတယ်။ဥပမာပြေးခြင်းခုန်ခြင်းအလေးမခြင်းယောဂကျင့်ခြင်းစတာတွေလှုပ်ဆောင်နိုင်ပါတယ်။ဒုတိယမိနစ်20
စင်ကျင်သုံးသပ်ပါဒီအချိန်မှာမိတ်ဆွေဟာကိုယ့်ရဲ့အတွေးတွေကိုစင်ကျင်သုံးသပ်ပြီးစိတ်ကိုငြိမ်သက်အောင်ထားရပါမယ်။ဂျာနယ်ရေးခြင်းတရားထိုင်ခြင်းကြီးစုတင်စရာတွေကိုစဉ်းစားခြင်းစတာတွေလှုပ်ဆောင်နိုင်ပါတယ်။ဒီလိုလှုပ်ခြင်းအပြင်မိတ်ဆွေဟာကိုယ့်ရဲ့ပန်းနိုင်တွေကိုပုံမရှင်းလင်းပြတ်သားစွာမြင်လာမှာဖြစ်ပြီးတနေ့တာလုံးအတွက်အာယုံစူးစိုက်မှုကောင်းမွန်စေမှာပဲဖြစ်ပါတယ်။တတိယမိနစ်20တင်ယူပါဒီအချိန်မှာမိတ်ဆွေဟာကိုတိုးတက်အောင်လှုပ်ဆောင်ဖို့အတွက်တင်ယူရပါမယ်။စာအုပ်ဖတ်ခြင်း focus နားထောင်ခြင်း online course တွေလေ့လာခြင်းစတာတွေလှုပ်ဆောင်နိုင်ပါတယ်။ဒီလိုလုပ်ခြင်းအပြင်မိတ်ဆွေဟာအသိပညာတွေတိုးပွားလာပြီးကိုယ့်ရဲ့ကျွမ်းကျင်မှုတွေကိုမြင့်တင်နိုင်မှာပဲဖြစ်ပါတယ်။ဒီ2020 formula ဟာမိတ်ဆွေရဲ့မနက်ခင်းကိုအကျိုးရှိစွာအသုံးချပြီးတစ်နေ့တာလုံးအတွက်အောင်မြင်မှုတွေကိုဖန်တီးဖို့အကောင်းဆုံးနည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။အတွင်းစိတ် empire ၄ခုစာရေးသူကကိုယ့်ရဲ့ဘဝကိုအပြည့်အဝအောင်မြင်ဖို့အတွက်အတွင်းစိတ် empire ၄ခုကိုမျှတအောင်ထိန်းသိမ်းဖို့လိုအပ်တယ်လို့ဆိုပါတယ်။အဲ့ဒါတွေကတော့ mindset အတွေ့အခေါ် heart set စိတ်ခံစားမှု health set ကျန်းမာရေးနဲ့ soul set ဝိညာဉ်ရေးဆိုင်ရာတို့ပဲဖြစ်ပါတယ်။ mindset အတွေ့အခေါ်မိတ်ဆွေရဲ့အတွေ့အခေါ်တွေဟာမိတ်ဆွေရဲ့ဘဝကိုပုံဖော်ပါတယ်အကောင်းမြင်စိတ်တိုးတက်လိုစိတ်တင်ယူလိုစိတ်တွေရှိဖို့လိုအပ်ပါတယ်အပြုသဘောဆောင်တဲ့အတွေ့အခေါ်တွေကမိတ်ဆွေကိုစိန်ခေါ်မှုတွေကိုကျော်လွှားနိုင်ဖို့ကူညီပေးပါလိမ့်မယ် heart set စိတ်ခံစားမှုမိတ်ဆွေရဲ့စိတ်ခံစားမှုတွေကိုထိန်းချုပ်နိုင်ဖို့လိုအပ်ပါတယ်ဒေါသကြောက်ရွံ့မှုစိတ်ဖိစီးမှုကိုစီမံခန့်ခွဲတတ်ဖို့တင်ယူပါကျေးဇူးတင်ခြင်းချစ်ချင်းမြတ်တာဂရုဏာစတဲ့အပြုသဘောဆောင်တဲ့ခံစားချက်တွေကိုမွေးမြူပါ health set ကျန်းမာရေးမိတ်ဆွေရဲ့ခန္ဓာကိုယ်ကျန်းမာရေးဟာမိတ်ဆွေရဲ့စွမ်းဆောင်ရည်အတွက်အခြေခံအုတ်မြစ်ဖြစ်ပါတယ်လက်ချင်ခန်းလုပ်ခြင်းအာဟာရပြည့်ဝခြင်းစားသုံးခြင်းလုံလောက်စွာအိပ်စက်ခြင်းတို့ကအရေးကြီးပါတယ်ကျန်းမာတဲ့ခန္ဓာကိုယ်ကကျန်းမာတဲ့စိတ်ကိုဖန်တီးပေးပါတယ် soul set ဝိညာဉ်ရေးဆိုင်ရာမိတ်ဆွေရဲ့ဘဝရည်ရွယ်ချက်တန်ဖိုးတွေနဲ့ယုံကြည်ချက်တွေကိုနားလည်ဖို့လိုအပ်ပါတယ်။တရားထိုင်ခြင်းတဘာဝတရားနဲ့ထိတွေ့ခြင်းကိုယ့်ရဲ့အတွေးစိတ်နဲ့စစ်သွဲခြင်းတို့ကအထောက်အကူပြုပါတယ်။ဝိညာဉ်ရေးရာဖွံ့ဖြိုးတိုးတက်မှုကမိတ်ဆွေကိုဘဝမှာပုံမပြည့်စုံတဲ့ခံစားချက်ကိုပေးဆပ်နိုင်ပါတယ်။ဒီအတွင်းစိတ် empire ၄ခုကိုမျှတအောင်ထိန်းသိမ်းခြင်းအပြင်မိတ်ဆွေဟာဘဝမှာအောင်မြင်မှုတွေပျော်ရွှင်မှုတွေနဲ့ပြည့်စုံတဲ့ဘဝကိုဖန်တီးပေးနိုင်မှာပဲဖြစ်ပါတယ်။အပိုင်းတစ်မှာစာရေးသူရဲ့ The 5am Club စာအုပ်ရဲ့အဓိကအယူအဆတွေဖြစ်တဲ့ 5am Club ဆိုတဲ့ဟာကဘာလဲအောင်မြင်သူတွေရဲ့မနက်ခင်းအလေးအကျင့်2020 formula ရဲ့အတွင်းစိတ် empire ၄ခုအကြောင်းကိုဆွေးနွေးခဲ့ပြီးပါပြီအခုအပိုင်းနှစ်မှာတော့ကျန်ရှိနေသေးတဲ့အရေးကြီးသင်ခန်းစာတွေဖြစ်တဲ့အလေးအကျင့်တိဆောက်ခြင်းနေ့စဉ်ထူးချွန်ထက်မြက်မှုအတွက်နီးပြူဟာ10ခုနဲ့ညီကုန်းချုပ်ကိုဆက်လက်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။အလေးကျင့်ကောင်းတစ်ခုကိုတိဆောက်ဖို့ဆိုတာအချိန်ယူရတယ်။စာရေးဆရာကအလေးကျင့်တစ်ခုကိုခိုင်မာအောင်တိဆောက်ဖို့အတွက်66ရက်လိုအပ်တယ်လို့ဆိုပါတယ်။ဒီ66ရက်ကိုအဆင့်3ဆင့်ခွဲခြားထားပါတယ်။အဆင့်1ဖြစ်စည်းခြင်းဒီအဆင့်မှာမိတ်ဆွေဟာအရင်ကမကောင်းတဲ့အလေးကျင့်တွေကိုဖြစ်စည်းပြဖို့ကြိုးစားရပါမယ်။မနဲ့စောစောနိုးထားရတာခက်ခဲနိုင်ပြီးစိတ်ထဲမှာမလုတ်ချင်တဲ့စိတ်တွေပေါ်လာနိုင်ပါတယ်။ဒါပေမဲ့ဒီအဆင့်ကိုကျော်ဖြတ်နိုင်ဖို့အတွက်စိတ်ပိုင်းဖြတ်မှုနဲ့ဇွဲလုံးလကအရေးကြီးပါတယ်။မိတ်ဆွေရဲ့စိတ်ဟာအပြောင်းအလဲကိုလက်မခံနိုင်ခြင်းပဲခုခံနေပါလိမ့်မယ်။အဆင့်နဲ့တိဆောက်ခြင်းဒီအဆင့်မှာတော့အလေးအကျင့်အသက်ကိုတိဆောက်ဖို့ပုံမလွယ်ကူလာပါလိမ့်မယ်။မနေ့စောစောနိုးထားရတာပိုပြီးအဆင်ပြေလာပြီး2020 formula ကိုလိုက်နိုင်ရတာလည်းပိုပြီးတော့လွယ်ကူလာပါလိမ့်မယ်။မိတ်ဆွေရဲ့စိတ်ဟာအလေးအကျင့်အသက်ကိုစတင်လက်ခံလာပါလိမ့်မယ်။အဆင့်3ပေါင်းစည်းခြင်းဒီအဆင့်မှာတော့အလေးအကျင့်အသက်ဟာမိတ်ဆွေရဲ့ဘဝရဲ့အစိတ်အပိုင်းတစ်ခုဖြစ်လာပါလိမ့်မယ်။မနေ့စောစောနိုးထခြင်းဟာမိတ်ဆွေအတွက်တဘာဝကျတဲ့အရာတစ်ခုဖြစ်လာပြီးမလို့ရင်တစ်ခုခုလိုနေတယ်လို့ခံစားရပါလိမ့်မယ်မိတ်ဆွေရဲ့စိတ်ဟာအလေးကျင့်တဲ့နဲ့အပြည့်အဝပေါင်းစည်းသွားပါလိမ့်မယ်ဒီ66ရက်တာကာလကိုအောင်မြင်စွာကြော်ဖြတ်နိုင်ခဲ့ရင်မိတ်ဆွေဟာအလေးကျင့်ကောင်းတစ်ခုကိုခိုင်မာစွာတည်ဆောက်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်နေ့စဉ်ထူးချွန်ထက်မြက်မှုအတွက်နီးပြူဟာ10ခု
စာရေးသူကနေ့စဉ်ထူးချွန်ထမြတ်မှု Daily Genius ကိုရရှိဖို့အတွက်နည်းဗျူဟာ10ခုကိုဖော်ပြထားပါတယ်ဒီနည်းဗျူဟာ10ခုတွေဟာမိတ်ဆွေရဲ့တနေ့တာကိုအကောင်းဆုံးအသုံးချနိုင်ဖို့ကူညီပေးပါလိမ့်မယ်နံပါတ်1အာယုံစူးစိုက်မှုမြင့်မားသောပတ်ဝန်းကျင်အာယုံစူးစိုက်မှုကောင်းမွန်စေဖို့အတွက်စိတ်အနှောက်အယှက်ကင်းတဲ့ပတ်ဝန်းကျင်တစ်ခုကိုဖန်တီးပါနံပါတ်2 1991စီမြင့်90ရက်တာကာလအတွက်တစ်နေ့ကိုမိနစ်90စီမိတ်ဆွေရဲ့အရေးကြီးဆုံးပန်းနိုင်တစ်ခုတည်းကိုသာအာယုံဆိုင်လှုပ်ဆောင်ပါနံပါတ်3 60-10နီလန်60မိနစ်အာယုံဆိုင်လှုပ်ဆောင်ပြီး10မိနစ်အနားယူပါနံပါတ်4နေ့စဉ်5ချက်လုပ်ပါတစ်နေ့တာအတွက်အရေးကြီးဆုံးလှုပ်ဆောင်ရမယ့်အရာ5ခုကိုရွေးချယ်ပြီးတော့အရင်ဆုံးလှုပ်ဆောင်ပါနံပါတ်5ဒုတိယအကြိမ်ခွန်အားဖြည့်လေ့ကျင့်ခန်းနေ့လယ်ပိုင်းသို့မဟုတ်ညနေပိုင်းမှာနောက်ထပ်လေ့ကျင့်ခန်းအနည်းငယ်လှုပ်ဆောင်ခြင်းအပြင်ခွန်အားတွေပြန်လည်ဖြည့်တင်းပါတယ်နံပါတ်6နှစ်ကြိမ်နှိမ့်နယ်ခြင်းတစ်ပတ်ကို2ကြိမ်နှိမ့်နယ်ခြင်းအပြင်ခန္ဓာကိုယ်နဲ့စိတ်ကိုပြေလျော့စေပါတယ်နံပါတ်9ရင်ကြောပိတ်ဆို့မှုတက္ကသိုလ်ကားမောင်းနေစဉ်သို့မဟုတ်ခရီးသွားနေစဉ်အတွင်း podcast တွေ audio book တွေနားထောင်ပြီးသင်ယူပါနံပါတ်10အိမ်မက်အဖွဲ့မိတ်ဆွေရဲ့အားနည်းချက်တွေကိုဖြည့်ဆည်းပေးနိုင်မဲ့အဖွဲ့တစ်ဖွဲ့ကိုတည်ထောင်ပါနံပါတ်9အပတ်စဉ်စီမံကိန်းတပတ်တာအတွက်စီမံကိန်းတွေကိုကြိုတင်ရွေးဆွဲပါနံပါတ်10ခိုင်မာသောလှုပ်ဆောင်ခြင်းမိတ်ဆွေရဲ့အားသာချက်တွေကိုပုံမခိုင်မာအောင်လှုပ်ဆောင်ပါဒီနည်းဗျူဟာတွေဟာမိတ်ဆွေရဲ့အချိန်ကိုပုံမထိရောက်စွာအသုံးချနိုင်ပြီးတော့ကိုယ့်ရဲ့စွမ်းဆောင်ရည်ကိုအမြင့်ဆုံးရအောင်ကူညီပေးပါလိမ့်မယ်ဒီတော့ The 5am class စာအုပ်ကနေမိတ်ဆွေဘာတွေသင်ယူခဲ့ရတယ်လဲအဓိကအချက်တွေကိုပြန်လည်ပြီးတော့ကေကအနှစ်ချုပ်ပေးရပါလိမ့်မယ်မနေ့9နာရီမှာနိုးထပြီးတော့မိတ်ဆွေရဲ့မနေ့ခင်းကိုပိုင်ဆိုင်ပါ2020 formula ကိုအသုံးချပြီးကိုလက်လှုပ်ရှားခြင်းစင်ကျင်သုံးသပ်ခြင်းသင်ယူခြင်းတို့ကိုလှုပ်ဆောင်ပါအတွင်းစိတ် empire လေးခု mindset hustle health နဲ့ social ကိုမျှတအောင်ထိန်းသိမ်းပါ66ရက်သားအလေးအကျင့်ကိုတိစောက်ပြီးစီးမြင်ကိုလိုက်နာပါနေ့စဉ်ထူးချွန်ထမြတ်ဖို့အတွက်နည်းဗျူဟာ10ခုကိုအသုံးချပါဒီသင်ခန်းစာတွေဟာမိတ်ဆွေရဲ့ဘဝကိုအခြေခံကနေပြောင်းလဲပြနိုင်စွမ်းရှိပါတယ်အရေးကြီးဆုံးကတော့ဒီအသိပညာကိုလက်တွေ့ဘဝမှာစတင်အသုံးချဖို့ပါပဲစာရေးသူကပြောခဲ့တယ်လို့ပဲမနဲ့ခင်းကိုပိုင်ဆိုင်တာဟာမိတ်ဆွေရဲ့ဘဝကိုမြင့်တင်ပေးတာပါ 5am class ဆိုတာရိုးရိုးရှင်းရှင်းမနဲ့စောစောထားတာမဟုတ်ပါဘူးဒါဟာမိတ်ဆွေရဲ့အကောင်းဆုံးဘဝကိုဖန်တီးဖို့အတွက်ရည်ရွယ်တဲ့အတွေ့အကြုံတစ်ခုပဲဖြစ်ပါတယ်ဒီဗီဒီယိုကိုကြိုက်နေတဲ့ဆိုရင်တော့ like and share လေးလုပ်ပေးတော့ကိုမမေ့ပါနဲ့နောက်ထပ်ကိုပိုင်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဗဟုသုတဗီဒီယိုတွေကိုလက်မလက်တန်းကြည့်နိုင်ဖို့အတွက်ကင်းရဲ့ channel လေးကိုလည်း follow လုပ်ပေးထားပါဦး The 5am class စာအုပ်အပေါ်မိတ်ဆွေရဲ့အတွေ့အမြင်တွေမေးခွန်းတွေကို comment မှာရေးသားပေးဖို့ဖိတ်ခေါ်ပါရစေစာအုပ်ကိုကိုယ်တိုင်ဖတ်ရှိဖို့လည်းအထူးအကြံပြုလိုပါတယ်အဆုံးထိကြည့်ရှုနားဆင်ပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်ပျော်ရွှင်သောနေ့ရက်များကိုပိုင်ဆိုင်နိုင်ပြီးဘဝကိုအေးအေးချမ်းချမ်းနဲ့ဖြတ်သန်းနိုင်ပါစေလို့ကေကဆုတောင်းပေးလိုက်ပါတယ်